မင်္ဂလာပါလိုက်စာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့မိုးမောက်မှာစစ်ကောင်စီတပ်ကလေကြောင်းလိုင်းအုံပြုပြီးတော့ပုံကျဲတိုက်ခိုက်နေတဲ့အတွက်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်ဖုန်လွန်ရစစ်ဆောင်စခန်းအလေတန်းကျောင်းမှာကျမရေးဆိုင်ရာအမြင်ဖွင့်ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်မန်ဝင်းကြီးဒေတာမှာဆေးဝါးတွေပြက်လက်မှုအခက်အခဲရှိနေပါတယ်ဒီသတင်းတွေကိုတော့ကျမရှင်းမွန်ကတင်ဆက်ပေးသွားပါမယ်မိုးမောက်မှာစစ်ကောင်စီတပ်ကလေကြောင်းလိုင်းအုံပြုပြီးတော့နေ့တိုင်းဆိုသလိုလေရင်နဲ့ပုံကျဲတိုက်ခိုက်နေတာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဩဂုတ်လ17ရက်နေ့ညနေ9:00နာရီအချိန်မှာလဲမိုးမောက်ဒေသကကျေးရွာတချို့မှာစစ်ကောင်စီကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာတွေရှိပြီးတော့ပြည်သူထိခိုက်မှုရှိမရှိကိုတော့အတိအကျမသိရသေးတဲ့အတွက်ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးစစ်ရေးအခြေအနေတွေလည်းတင်းမာနေဆဲဖြစ်တာကြောင့်အခုလိုစစ်ကောင်စီကတက်လေရင်တွေနဲ့အဆိုပါဒေသမှာစစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေအကြားတိုက်ပွဲတွေရှိနေပြီးစစ်ရေးအခြေအနေလည်းတင်းမာနေဆဲဖြစ်ပြီးတော့စစ်ကောင်စီတပ်ကလေရင်တွေနဲ့ပုံကျဲတိုက်ခိုက်နေတဲ့အတွက်နေ့စဉ်ဆိုသလိုဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။လက်ရှိအချိန်မှာမိုးမောက်ဒေသကပြည်သူတွေဟာစစ်ရေးအခြေအနေတွေကြောင့်အင်ခေါင်းပါလွယ်ကျဲမြို့မန်ဝင်းကြီးနဲ့ကုန်းလောတော့ဖုံးရောင်ဘက်တွေမှာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဖုံလွန်မြောင် ITB ကအလေတန်းကျောင်းမှာနိုင်ငံတကာလူငယ်များနဲ့အထိမ်းအမှတ်အဖြစ်ဩဂုတ်လ12ရက်ဒီကနေ့မှာကျမရေးဆိုင်ရာအမြင်ဖွင့်ဟောပြောပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့အခမ်းအနားကိုကျောင်းကော်မတီဝင်တွေကပြုလုပ်ပေးခဲ့တာဖြစ်ပြီးအသက်လက်ပိုင်းလူငယ်လူရွယ်တွေမိမိကိုယ်ကိုတန်ဖိုးထားတတ်ပြီးတော့လမ်းမမရောက်အောင်ပြုမှုနေထိုင်တတ်ဖို့နဲ့ကျမတဲ့လူငယ်တွေဖြစ်လာဖို့ကျောင်းသားလူငယ်တွေကိုအခုလိုကျမရေးအတွင်းမြင်တွေပို့ချပေးရတာဖြစ်တယ်လို့ကျောင်းတာဝန်ခံဆရာမတော်လဖိုင်ပေါက်ဆန်ကပြောပါတယ်။အဆိုပါအခမ်းအနားမှာကျမရေးနဲ့ဆိုင်တဲ့အမြင်ဖွင့်ဟောပြောတာတွေအပြင်အားကစားပြိုင်ပွဲတွေလည်းထည့်သွင်းကျင်းပခဲ့ပြီးတော့ကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေ1000ကျော်ပါဝင်ပြုလုပ်နိုင်ခဲ့တယ်လို့သိရပါတယ်မန်ဝင်းကြီးဒေတာမှာဆေးဝါးတွေပြက်လက်နေတဲ့အတွက်ဒေတာခံပြည်သူတွေဖျားနာတဲ့လူတွေစိတ်ကူးတောက်မှုခံယူဖို့ခက်ခဲနေတယ်လို့သိရပါတယ်ဆေးပေးခန်းနဲ့ဆေးခန်းတွေမှာလည်းဆေးဝါးပြက်လက်မှုတွေကြောင့်ဖျားနာတဲ့ပြည်သူတွေဟာငွေကြေးမြောက်များစွာကုန်ကျပြီးဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်တွင်မှာဆေးဝါးနဲ့အခြားကုန်ပစ္စည်းတွေကိုမူဆေနှမ်ခမ်းဖက်ကနေအကြီးကတင်သွင်းခဲ့ပေမဲ့လက်ရှိချိန်မှာတော့တိုက်ပွဲအခြေအနေနဲ့လမ်းဆက်တွေရဲ့ခက်ခဲမျိုးကြောင့်ဆေးဝါးပြက်လက်တာတွေရှိတယ်လို့သိရပါတယ်။လက်ရှိချိန်မှာမဝင်းကြီးဘက်ကပြည်သူတွေဟာကိုပူချင်းချောင်းဆိုးချင်းဝမ်းလျှောဝမ်းပြက်နဲ့ငှက်ဖျားယောဂအဖြစ်များနေတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။ကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်